Hello အားလုံးပဲမင်္ဂလာပါ Kitty Marina မှာပြန်လည်ကြိုဆိုပါရစေဒီ channel လေးကနေပြီးတော့ Seafarer Lifestyle Marine Engineering သင်္ဘောပေါ်အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ experience sharing and vlogs လေးတွေပုံမှန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြပြမယ့်အကြောင်းအရာကကြတော့သင်္ဘောပေါ်က crane rocking test အကြောင်းပဲဖြစ်ပါတယ်အားလုံးသိတဲ့အတိုင်းဒီ handy size bulk carrier အများစုမှာ cargo crane တွေတပ်ဆင်ထားလေးရှိပါတယ်။ရည်ရွယ်ချက်ကကြတော့ show crane တွေမရှိတဲ့ show crane တွေလက်မမီနိုင်တဲ့နေရာတွေမှာရှိတဲ့အမျိုးမျိုးသော bulk cargo တွေကိုကျွန်တော်တို့သင်္ဘောပေါ်မှာပါရှိတဲ့ crane တွေသုံးပြီးတော့အဆင်ပြေနဲ့လွယ်ကူကူနဲ့ cargo loading discharging တွေလုပ်နိုင်အောင်ရည်ရွယ်တာဖြစ်ပါတယ်။ company ရဲ့ SMS ပေါ်မူတည်ပြီးတော့ဒီသင်္ဘောပေါ်မှာတပ်ဆင်ထားတဲ့ deck crane တွေကို deck နဲ့ engine department ကခွဲဝေတာဝန်ယူပြီးတော့ operation maintenance and repair တွေဆောင်ရွက်ရပါတယ်ဒီနေ့ကျွန်တော်ပြပြမယ့်အကြောင်းအရာလေးကကြတော့ဒီ deck crane တွေရဲ့ maintenance တွေထဲမှာတစ်ခုဖြစ်တဲ့ crane rocking test အကြောင်းပဲဖြစ်ပါတယ်ဒီ crane rocking test ကိုဆောင်ရွက်ခြင်းအပြင်ဒီ crane ရဲ့ slewing bearing တွေရဲ့ wear down rate ကဒီ within limit လား out of limit ဖြစ်နေပြီလားwear down rate ကများနေလားများနေတယ်ဆိုရင်ရောဘာကြောင့်များတာလဲပေါ့နော်ဒါအပြင်ဒီ crane ကဆက်ပြီးတော့သုံးဖို့ safe ဖြစ်ရလား slewing bearing တွေလဲဖို့လိုအပ်ပြီလားဒီအချက်လက်တွေကိုသိရှိနိုင်မှာဖြစ်ပါတယ် crane manufacturer ရဲ့ recommendation instruction အရဒီသင်္ဘောပေါ်မှာ rocking test ကို6လတစ်ကြိမ်သင့်တော်တဲ့အချိန်တွေမှာဆောင်ရွက်ရမယ်လို့ဆိုထားပါတယ် rocking test ဆိုတာက crane ရဲ့ chip ကိုသင်္ဘောရဲ့ forward port F starboard ဆိုပြီးတော့ angular position ၄နေရာရွှေ့ပြီးတော့ inner slewing bearing နဲ့ outer bearing ကြားက play ပေါ့နော် relative movement ကိုတိုင်းတာမှာဖြစ်ပါတယ်ဒီလိုတိုင်းတာခြင်းအပြင် rate of well down ကိုသိနိုင်မှာဖြစ်ပါတယ်ဒီအချက်လက်တွေကတော့ crane rocking test မလုပ်မီမှာသိထားရမယ့်အချက်လက်တွေဖြစ်ပါတယ် crane rocking test procedure ကကြတော့ဒီလိုလက်တန်းပြောနေတာတက်ဆိုင်ရင်ဒီလိုပုံနဲ့တခါတည်းပြလို့ရှိရင်ပို့ပြီးတော့အဆင်ပြေတဲ့အတွက်ကြောင့်ကျွန်တော်ဒီ monitor ဘက်ကိုပြောင်းလိုက်မှာပေါ့နော်ဟုတ်ကဲ့ပါဆိုတော့ကျွန်တော်တို့ဒီမှာ crane ၄ချောင်းပေါ့နော်အဲ crane ၄ချောင်းက manufacturer MacGregor ဖြစ်တယ် crane rocking test အကြောင်းကိုကျွန်တော်ဒီ MacGregor ကပေးထားတဲ့ form နဲ့ပဲကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်ဆိုတော့ဒီ form မှာဆိုလို့ရှိရင် vessel name ပါမယ် IMO number ဒါ date loaded date ပေါ့နော်ဒါ crane ၄ချောင်းရှိရဲဆိုတော့ဒီအောင် crane 1 2 3 4ဆိုပြီးတော့ crane ၄ချောင်းပါမယ်ဆိုတော့ number 1 crane ကနေကျွန်တော်တို့စလို့ရအောင်စကြည့်အောင်ပေါ့နော်ဆိုတော့ number 1 crane မှာကျတော့ဒီမှာ ship direction ကို forward starboard F port ဆိုပြီးတော့ရှိတယ် ship direction ဆိုတာကဒီ crane ရဲ့ point ပေါ့နော် crane ရဲ့ point ကိုသင်္ဘောရဲ့ forward side ကိုလှည့်တာရဲ့ starboard side ကိုလှည့်မယ်သင်္ဘောရဲ့ F side ကိုလှည့်ပြီးတော့တိုင်းမယ်သင်္ဘောရဲ့ port side ကိုလှည့်ပြီးတော့တိုင်းမယ်ဆိုတော့ crane ရဲ့ chip ကိုသင်္ဘောရဲ့ forward side ကိုအရင်လှည့်ထားတဲ့အချိန်မှာဆိုပါစို့ကျွန်တော်တို့ measurement တွေ ABC ဆိုတဲ့ measurement 3ခုကိုယူရမယ်အဲ့ measurement တွေက accuracy 0.1 mm နဲ့ယူရမယ်ကျွန်တော်တို့တိုင်းတာ vernier clipper ကိုအသုံးပြုပြီးတိုင်းမှာဆိုတော့ vernier clipper က accuracy 0.01 အထိရတဲ့အတွက်ကြောင့်အဆင်ပြေတယ်ဆိုတော့measurement 3ခုကိုယူတဲ့အခါမှာ point A နဲ့ B ကကျတော့ maximum outreach ဖြစ်နေတဲ့အချိန်မှာတိုင်းရမယ် point C ကကျတော့ chip at minimum outreach ဖြစ်နေတဲ့အချိန်မှာတိုင်းရမယ်ဆိုတော့ maximum outreach နဲ့ minimum outreach ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာကြည့်လိုက်ပါဒါ crane ကြီးရဲ့ဒါ upper housing ပေါ့နော်အောက်မှာ lower housing ရှိတယ်ဒါဆိုရင် crane ရဲ့ chip ကိုဒါဆိုရင်ဒါ maximum outreach ထားတဲ့အခြေအနေဖြစ်ပါတယ်သူက degree နဲ့အတိအကျတော့မပြောထားဘူးဒါပေမဲ့ခန့်မှန်းခြေဆိုကျွန်တော်တို့40 degree လောက်ရှိတယ်နောက်တစ်ချက်ကဒီရှေ့မှာ crane ရှေ့မှာရှိတဲ့ crane housing တခုနောက်ထပ် crane ရှိသေးတယ်ပေါ့နော်အဲ့ crane ကိုသွားပြီးတော့မတိုက်သေးတဲ့အခြေအနေပေါ့အဲ့လောက်မှတ်ယူလို့ရတယ်ဒါ maximum outreach maximum outreach မှာကျွန်တော်တို့က measurement A နဲ့ B ကိုတိုင်းရမယ် measurement A ကဒီ crane ရဲ့ဒီပုံစံဆိုဒီပုံကြည့်ပါဒါ crane housing ရဲ့ဒီ forward side မှာ A measurement A ကိုတိုင်းရမယ် crane housing ရဲ့ backward ပေါ့နော် backward မှာ measurement B ကိုတိုင်းရမယ်အဲ့လိုပဲ measurement C ဆိုတာကျတော့ crane ကို minimum outreach လို့ပြောတာ minimum outreach ဆိုတော့ crane ရဲ့ဒီပုံ chip ကြီးကိုဟိုထောင်လို့ရတဲ့အထိထောင်လိုက်တာအဆုံးအထိထောင်လိုက်ပြီးတော့ဒီ crane ရဲ့ဒီ backward side မှာဒီ measurement C ကိုတိုင်းတာဖြစ်ပါတယ်အဲ့တော့ crane ရဲ့ဒီ ABC တွေကို upper housing ရဲ့ bottom plate မှာ ABC ကိုဘယ်လိုရှာမလဲဆိုတော့ဒီ upper housing ရဲ့ bottom plate မှာ machine surface လေးတွေရှိတယ်ကျွန်တော်ပုံနဲ့လည်းပြထားပါမယ် crane ရဲ့ chip ကိုသင်္ဘောရဲ့ forward ကိုလှည့်ထားတဲ့အချိန်မှာကျွန်တော်တို့ကဒီ point A ရှိရဲ့ machine service ကိုရှာလိုက်မယ်နောက်မှာဆိုလို့ရှိရင်ဒီ B နဲ့ C တိုင်းဖို့အတွက် machine service ရှိတယ်ဆိုတော့ဒါကျွန်တော်တို့ crane ရဲ့ chip ကို forward ကိုလှည့်ထားတဲ့အချိန်မှာကျွန်တော်တို့ဒီ A machine service ရှိတဲ့နေရာမှာကျွန်တော်တို့ကဒီ bottom housing မှာပေါ့နော် bottom housing ရဲ့ machine service တဲ့တယ်မှာကျွန်တော်တို့ forward ဆိုပြီးထည့်လိုက်တယ်ပြီးတော့ B နဲ့ C machine service ရှိတဲ့နေရာမှာ F လို့ထည့်လိုက်တယ်ပေါ့နော်အဲ့တော့ forward နဲ့ F တော့ရသွားပြီပြီးရင် post starboard လဲကျွန်တော်တို့ measurement တွေယူရမှာဆိုတော့ဒီအောင် post နဲ့ starboard ကို
ကိုဘယ်လိုယူမလဲ port နဲ့ start ကကျတော့ဒီ A နဲ့ B ကြားမှာဒီ start stage ရှိရပေါ့နော်ဒီ start stage ရှိတယ်အဲ့ start အရေးအတွက်ရဲ့တစ်ဝက်ကိုခွဲပြီးတော့ဒါမှာ port size ဆိုပြီးတော့ဒီ green ရဲ့ port housing မှာ live မှတ်လိုက်တယ် starboard size ဆိုရင်လည်းဒီနှစ်ခုကြားက start အရေးအတွက်တစ်ဝက်ကိုခွဲပြီးတော့ starboard size ဆိုပြီးတော့ဒီ green ရဲ့ port housing မှာ live မှတ်လိုက်တယ်ဆိုတော့ကျွန်တော်တို့ကဒီ green နဲ့ပတ်သက်ပြီးတော့ forward side ရဲ့ F side ရဲ့ port side ရဲ့ starboard side ရဲ့ဆိုပြီးတော့ရပြီဆိုတော့ကျွန်တော်တို့ကဒီပထမဆုံးကျွန်တော်တို့က green ရဲ့ chip ကို forward side မှာလှည့်ထားတဲ့အချိန်မှာဒီ A နဲ့ B ကိုစပြီးတော့ maximum outreach မှာထားပြီးတော့ A နဲ့ B ကိုတိုင်းလိုက်တယ် A measurement ကိုယူတယ်ဒါ B measurement ကိုယူတယ်ပေါ့နော်ယူပြီးလို့ရှိရင် C တိုင်းမှာဆိုတော့ကျွန်တော်က minimum outreach ထားရမယ် minimum outreach ထားမယ်ဆိုတော့ကျွန်တော်ဘုံကို minimum outreach ထောင်လိုက်တယ်ထောင်ပြီးတဲ့အချိန်မှာဒီ point C ကိုဒီ green ရဲ့ backward side မှာပေါ့နော် backward side မှာ point C ကိုတိုင်းတယ်ဒါဆိုရင် ABC ရပြီပေါ့နော် ABC ရပြီလို့ရှိရင် green ကို forward side ကနေ chip ကို starboard side ကိုလှည့်လိုက်တာပေါ့နော် starboard side ကိုလှည့်ပြီးတော့ A ရှိမယ် B ရှိမယ် C ရှိမယ် maximum outreach မှာ A B တိုင်းမယ်ပြီးလို့ရှိရင် minimum outreach မှာ C ကိုတိုင်းမယ်ပေါ့နော်အဲ့လိုမျိုးပဲနောက်ပြီးသွားလို့ရှိရင် F side ကိုလှည့်မယ်အဲ့လိုမျိုးပဲ A B C တိုင်းမယ်ပေါ့နော်နောက်တစ်ခုကတော့ post side ကိုလှည့်မယ်အဲ့လိုမျိုးပဲ A B C တိုင်းမယ်ပေါ့နော်ဒီလိုပဲတိုင်းသွားဖြစ်ပါတယ် forward starboard F post side ဆိုပြီးတော့ position ၄ခုအတွက်ဒီ measurement A B C တွေယူတဲ့အခါမှာဒီမှာ note ဆိုပြီးတော့တီးထားမှာလေးရှိတယ် B - C က0သို့မဟုတ် negativeဖြစ်နေလို့ရှိရင် measurement က wrong မှားနေတယ်ပေါ့နော် B - C က play အဲ့တော့0သို့မဟုတ် negative မဖြစ်ရဘူး B - C က B - A ကကျတော့ deviation bottom plate grain housing plus plate impairing လို့ခေါ်တယ်ဆိုတော့ B - C ကိုကျွန်တော်တို့တွက်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ B - C plate ကသူ maximum ဒီ instruction maker ပြောထားတာပေါ့နော်maximum allowable plate ကroller bearing အတွက်ဆို 1.5 mm ရှိရမယ် ball bearing အတွက်ဆိုလို့ရှိရင် 3.0 mm maximum ရှိရမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကအဲ့အတွင်းမှာအဲ့အောက်ရော့တယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ကျွန်တော်တို့ grain တွေက roller bearing သုံးထားတယ်ဆိုတော့ 1.5 mm ထက်အောက်ဆိုရင်အဆင်ပြေတယ်ပေါ့နော်ကျွန်တော်တို့ခုတွက်ကြည့်လိုက်တာ 0.2 maximum မှာ 0.34 လောက်ပဲရှိရတဲ့အတွက်ကြောင့်ကျွန်တော်တို့ခုအဆင်ပြေတယ်ပေါ့နော်ဒီလိုပြီးသွားရင်နံပါတ်1 grain ပြီးသွားရင်နံပါတ်2 grain နံပါတ်3 grain နံပါတ်4 grain တစ်ခုပြီးတစ်ခုတိုင်းသွားတာဖြစ်ပါတယ်ဒါတော့ grain rocking test လုပ်တဲ့ procedure ကိုကျွန်တော်ရှင်းပြပေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့တင်မောပေါ်မှာ actual rocking test လုပ်ခဲ့ရပေါ့နော်လွန်ခဲ့တဲ့ 3-4 ရက်လောက်ကကျွန်တော်တို့ anchor ကြောက်ချထားတဲ့အချိန်မှာ actual rocking test လုပ်ခဲ့တယ်ကျွန်တော်ဗီဒီယိုလေးလည်းရိုက်ထားတယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးကြည့်လိုက်ရင်တော့ပို့ပြီးတော့ရှင်းလင်းသွားမယ်လို့ထင်ပါတယ်ဆိုတော့ဆက်လက်ပြီးတော့ကြည့်ရှုပေးပါအားလုံးပဲမင်္ဂလာပါကျွန်တော်တို့အခု on deck ပေါ်ရောက်နေတာဖြစ်ပါတယ်ဒီ grain တွေကို rocking test လုပ်မလို့ဖြစ်ပါတယ်ခုကကျွန်တော်တို့ဒါ New Caledonia နိုင်ငံပေါ့နော် New Caledonia နိုင်ငံရဲ့ Ango ဆိုတဲ့ port ကိုရောက်နေတာဖြစ်ပါတယ် Anchorage မှာကျွန်တော်တို့ကုန်တင်မှာပေါ့နော်ကာကို operation ကမစသေးဘူးဆိုတော့ကျွန်တော်တို့ဒီ grain rocking test ကိုဆောင်ရွက်တာဖြစ်ပါတယ်ဒီ grain မှာချိန်ထားတဲ့ဒီ grab ရဲ့ hook ကိုပြန်ဖြုတ်နေတာဖြစ်ပါတယ်ပေါ်မှာ grain မောင်းနေတာကတော့ကျွန်တော်ရဲ့ chief engineer ဖြစ်ပါတယ်ကျွန်တော်အခုဒီ number 4 grain ကနေစမယ်ပေါ့နော်ကျွန်တော်အခု grain house ရဲ့အပေါ်တက်မှာဖြစ်ပါတယ်ကျွန်တော် measurement တွေအကုန်လုံးအပေါ်မှာယူရမှာဖြစ်ပါတယ်ရောက်ပြီအောက်မှာ marking မှတ်မယ်တဲ့ဒါကတော့ကျွန်တော်စောစောပြောခဲ့သလိုပဲ grain ရဲ့ chip ကို forward side ကိုလှည့်ထားတဲ့အချိန်မှာ grain ရဲ့ဒီ upper housing ရဲ့ bottom plate မှာရှိတဲ့ machine surface ကိုလိုက်ရှာနေတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ position ကိုရှာတွေ့သွားပြီဖြစ်တဲ့အတွက်အဲ့နေရာကိုတန့်ရှင်းလုပ်နေတာဖြစ်ပါတယ်စောစောပြောခဲ့သလိုပဲ machine surface ရဲ့အောက်တဲ့ lower grain housing မှာ forward ဆိုပြီးတော့နာမည်ပေးလိုက်ပါတယ် forward marking grain ရဲ့အနောက်ဘက်ခြမ်း machine surface ရဲ့အောက်မှာတော့ F ဆိုပြီးတော့နာမည်ပေးလိုက်ပါတယ်ဒီတရားထားမယ်1 2 3 4 5 6 9 10 forward နဲ့ F ကြားမှာရှိတဲ့ stats အရေးအတွက်ကိုကြည့်ပြီးတော့ port side နဲ့ starboard side ကိုထပ်ရှာလိုက်ပါတယ်ပြီးရင်တော့ marking ပေးလိုက်ပါတယ်အဲ့မှာလား
green ရဲ့ maximum outreach မှာစပြီးတော့ forward side ကိုတိုင်းပါပြီ measurement A ဖြစ်မှာဒါကတော့ကျွန်တော်တို့ green chip forward position မှာ maximum outreach point A ကိုစတိုင်းပါပြီ 177.5 177.5 measurement A ဒါကတော့ကျွန်တော်တို့ green ရဲ့ maximum outreach အတွက် point B ကိုတိုင်းတာဖြစ်ပါတယ် 177.8 177.8 ဒါကတော့ကျွန်တော်တို့ point C ကိုတိုင်းဖို့အတွက် chip ကို minimum outreach ရအောင်ထောင်နေတာဖြစ်ပါတယ် ဒါကတော့ minimum outreach အတွက် point C ကိုတိုင်းတာဖြစ်ပါတယ် 177.3 7.3 point C okay sir ပို့လိုက်မယ်တဲ့ပို့ forward side ပြီးသွားတဲ့နောက်မှာ green ရဲ့ chip ကို post side ကိုလှည့်ပြီးတော့ ABC ကိုထပ်တိုင်းမှာဖြစ်ပါတယ် Okay ဒါကတော့ green ရဲ့ chip ကို post side လှည့်ထားတဲ့အချိန်မှာ minimum outreach အတွက် point C ကိုတိုင်းတာဖြစ်ပါတယ် chip ကို post side လှည့်ထားတာဖြစ်တဲ့အတွက်ကြောင့် point B နဲ့ C ကို starboard side မှာတွားတိုင်းရမှာဖြစ်ပါတယ် 177.5 ကျွန်တော်တို့ point A နဲ့ B ကိုထပ်တိုင်းဖို့အတွက် green ရဲ့ chip ကို maximum outreach ဖြစ်အောင်ထပ်ချတာဖြစ်ပါတယ်ဒါ green chip ကို post side လှည့်ထားတဲ့အချိန်မှာ green maximum outreach အတွက် point A နဲ့ B ကိုတိုင်းတာဖြစ်ပါတယ် 177.0 point B တိုင်းမယ်ဒါ point B ကိုတိုင်းတာဖြစ်ပါတယ် 177.8 7.8ဒါကတော့ကျွန်တော်တို့ forward side နဲ့ post side ပြီးသွားတဲ့နောက်မှာ green ရဲ့ chip ကို F side မှာထပ်လှည့်တာဖြစ်ပါတယ်ဒါကတော့ green ရဲ့ chip ကို F side မှာထားပြီးတော့ green ရဲ့ maximum outreach အတွက် point A ကိုတိုင်းတာဖြစ်ပါတယ် 177.1 point B ကိုတိုင်းမှာဖြစ်ပါတယ် chip က F side ကိုလှည့်ထားတဲ့အချိန်ကျွန်တော်တို့က point B ကိုတိုင်းမှာဆိုတော့ forward side ကိုတွားတိုင်းရပါတယ် 177.8 point B okay sir ဒါကတော့ကျွန်တော်တို့ point C ကိုတိုင်းဖို့အတွက် green ရဲ့ chip ကို minimum outreach ဖြစ်အောင်တင်နေတာဖြစ်ပါတယ် point C ကိုတိုင်းလာဖြစ်ပါတယ် green ရဲ့ chip ကို F side မှာထားတဲ့အချိန် point C ကိုတိုင်းမှာဆိုတော့ကြောင့် forward side မှာလာတိုင်းရပါတယ် 177.6 okay sir ဒါကတော့ကျွန်တော်တို့နောက်ဆုံးကြံတဲ့ starboard side 3 point အတွက် chip ကို starboard side ကိုလှည့်တာဖြစ်ပါတယ်ခုကတော့ကျွန်တော်တို့ green ရဲ့ chip ကို starboard side မှာထားပြီးတော့ minimum outreach အတွက် point C ကိုတိုင်းမှာဖြစ်ပါတယ် 177.4 7.4
ဒါကတော့နောက်ဆုံး channel point A နဲ့ B ကိုတိုင်းဖို့အတွက် crane ရဲ့ jig ကို maximum outreach ရအောင်အောက်ကိုနှိပ်နေတာဖြစ်ပါတယ်ဒါကတော့ crane ရဲ့ jib ကို starboard side မှာထားပြီးတော့ maximum outreach point A ကိုတိုင်းတာဖြစ်ပါတယ် 177.4 ball. ရှယ်ရတော့177.9မှာ 77.9. Okay ပြီးပြီ finish อ่ะ hello အာတော့ရပါလားဒီလက်စောင်းကြတယ်လက်ကြောက်ကြအောင် ခုဆိုရင်ကျွန်တော်တို့ number 4 crane ရဲ့ jig ကို position 4ခုလုံးမှာထားပြီးတော့ point ABC တွေကိုတိုင်းပြီးပြီပေါ့နော် number 4 crane အတွက် rocking test ပြီးသွားပြီဖြစ်ပါတယ် crane rocking test ပြီးသွားပြီဖြစ်တဲ့အတွက် crane hook ကိုဒီ grab တွေနဲ့ cargo grab တွေနဲ့ပြန်ချိတ်နေတာဖြစ်ပါတယ် ဒီလိုနဲ့ပဲကျွန်တော်တို့ crane နောက်ထပ် crane တွေ3 2 1အဲ့လိုမျိုးအဆင့်ဒီအဆင့်အတိုင်းပဲဆစ်သွားတာဖြစ်ပါတယ်ဒါကတော့ crane rocking test ပဲဖြစ်ပါတယ်